အခုကျွန်တော်ဘာကကိုရောက်နေပါဒါတော့ကျွန်တော်တဲတဲ့ hotel CM Palace hotel ပဲဖြစ်ပါတယ်ဘန်ကောက်မှာအရန်ပူတယ်ဗျအခုနှစ်ပတ်ကြာမှပဲshopping ထွက်တာပါနော်အခုက Spagwai Bisi ကိုသွားမယ်တခုသွားစားမယ်ပေါ့နော်ထိုင်းအစားအစာတွေစားပြီးရင် Bisi မှာဝယ်ရလေးတွေတွေ့ရင်ဝယ်မယ်ပေါ့ရှောက်ပါကြည့်မယ်ပေါ့ဒီမှာတော့ Bisi Spagwai ပါဟောဒီမှာညဈေးရှိတာပဲကွာဒါတော့မင်းသမီးပါဒါတော့တောက်တော့မရပါဒါတော့ပေးကြစံနဲ့စီဖူးပါလဲတော့ဒီဒါတော့ဘဲကင်သမင်းပေါင်းဘဲကင်ကျင်းလေးရယ်ကိုင်းလန်ရွက်လေးရယ်ဟုတ်ကဲ့ဒါတော့အပီဆွဲမဲ့မင်းသမီးပါဒီချွေးတွေလည်းပြန်နေပါလေကဲဘယ်လိုရတာရှိလဲနည်းနည်းလေးပြောပါသမင်းပေါင်းခွဲက80 65ကျသမင်းပေါင်းပဲကဟိုဘက်ကပေးကြတယ်80ဟိုဘက်ကဘာအကယ်လဲတော့မသိပါဘူးစားလို့ပြီးပါပြီတုံးပါပြီကြောင်ပါပြီမကောင်းတယ်လို့ကောင်းတယ်လို့နဲ့မမဆောင်းပါပဲလို့ကောင်းတယ်လို့လည်းအဲ့တော့ကုံလိုက်ပေါ်တက်ပါတော့မယ်ဒီကနေပဲတက်ဒီမှာအကျော်တွေရှိတယ်ဘာစားအသေးချွေးမလေးအားဒီမှာ editor တွေဒီမှာ editor တော့တွေ့တာပဲဟောဒီမှာလည်းဟောဒီမှာလည်းတော့ပြီအမြင်မှလည်းဟမ်တော့အေးကြိတ်တယ်ဟုတ်ပြီဟိုဘက်မှာတော့အဲ့လိုအဝတ်ထဲတွေပါညာရှိတာနော်ဒါတော့ဘုစီမောတွေကိုရောက်လာတဲ့ shopping ထွက်လာတဲ့မမစပွန်ဆာမမစပွန်ဆာမမကြီးပါပဲဒီမှာဒါတွေကအသီးရွက်တန်းလေသာငါတန်းလေနေပေါ့ဒီဟိုကိုမြန်မာပြည်မှာတော့နည်းနည်းနဲသေးတာနော်ရှောက်ပါတယ်ခင်ဗျာရှောက်ပါတယ်ကြည့်ပါတယ်ပပါတယ်ရှယ်ဘယ်မှာဒီတော့Hello. Manji ba rakna. Baliwa pochi da ya. Hey hey. Hola ya. Where ba le ba le where le ba where ra mo ba u chi da ba Nóng này là mũi này chế đau đây là tố là
နိုင်ငံလဲတော့သွားစီစီ ဟုတ်ဒီမှာ ဘာရှာလဲတွေ့လားပြန်လာတော့မရှင်းလာတော့မခင်ဗျာဒီမှာအတူရဆက်လို့ရတယ်ညနေမှာတော့ဟာဒီရတာစပပွားဆိုတာလေစပပွားချမ်းလို့လည်းပြီးပြီစားတောက်လို့လည်းပြီးပြီပြန်မအောင်မယ်ညနေပိုင်းမှာတော့ညဈေးကိုတစ်ခေါက်ထပ်လာပါအောင်မယ် Thank you ပါကျေးဇူးတင်ပါတယ်